Hello အားလုံးပဲမင်္ဂလာပါနိုင်အေးပါဒီတစ်ခါမှာတော့အရင်အောင်မရေခုံစရာကောင်းတဲ့ Banner Hills ကိုတော့လေကြမှာဖြစ်ပါတယ်တငယ်ချင်းအကောင်မောင်းတက်တော့နိုင်အေးတို့ကကားတစ်စီးလုံးငါပြီးတော့အဖွက်လိုက်သွားကြပါတယ်ဟိုတယ်ကနေမနေ့ရှိနိုင်ခွဲလောက်ဆက်ထွက်ပါတယ် Banner Hills ကိုသွားဖို့ shuttle bus နဲ့ဆက်သွားသေးတယ်ပေါ့နော် shuttle bus အကျိုးပို့ရှိပါတယ်တကယ်ရတဲ့နေရာတော့မရိုက်ဖြစ်ခဲ့ဘူးပုံမှန်ဆိုလို့ရှိရင်တကယ်ရတဲ့နေမျိုးရှိပါတယ်ခီးသွားအဖွဲ့တွေနဲ့ရဲ့နောက်တစ်မျိုးကနိုင်တို့လိုမျိုးကိုပိုင်သွားတာရဲ့အပေါ်မှာရသည်ဥတုချီနေဘလို့ရှိလဲဆိုတာကိုတကယ်ကောင်တာမှာ CCTV ကနေမြင်ရနိုင်ပါတယ်နိုင်ရိုးသွားတဲ့ခြေကမိုးတွေအရင်ရွာထားတော့မြူတွေပဲဘာမှတော့တိတ်ပြီးတော့မမြင်ရအောင်ပေါ့နော်ကေဘကားစီတာ15မိနစ်ကနေမိနစ်20လောက်စီရပါတယ်အယုံဆုံးနိုင်ရိုးကပြင်သစ်ရွာငယ်လေးကိုရင်သွားပါတယ်အဲ့နေရာကိုရောက်တာနဲ့တကယ်ကိုယူရိုပရောက်သွားတယ်လို့မျိုးခံစားစေတယ်ပေါ့နော်ဒါကတော့ဖျားเจ้าပါဖျားเจ้าထဲမှာရိုက်ထားတာလေးပါဒီပြင်သစ်ရွာငယ်လေးက Banner Hills မှာဆိုလို့ရှိရင်အလောက်ဆုံးနေရာတစ်ခုလို့လည်းပြောလို့ရပါတယ်ဥရောပနိုင်ငံကမြို့တစ်မြို့လိုတည်ဆောက်ထားတာပေါ့နော်သွားတဲ့လမ်းတစ်လျှောက်လုံးမှာပန်းတွေရောအဲ့ဒီအဆောက်အအုံတွေရောအများကြီးနဲ့တွေ့ပြီးတော့လူကစိတ်ချမ်းသာတယ်ပေါ့နော်ရသည်ဥတုကတော့အရန်ဟိုမှာအေးပါတယ်မြင်ရတဲ့အတိုင်းပဲပေါ့နော်လူတွေကိုစီမှာထီးတွေမိုးကာတွေဝတ်ထားကြတယ်တော်တော်ဟိုမှာလာတယ်တိလန်နေရလေနိုင်ရတော့တကယ်ကိုယူရိုပရောက်သွားသူလိုမျိုးခံစားရတယ်ပေါ့နော်နိုင်အေရိုဝယ်တဲ့တိကကြတော့နေ့လည်စာဘူဖေးပါတယ်ပေါ့နော်နေ့လည်စာအဝတ်တစားခဲ့ပါတယ်ဗီဒီယိုလေးရှူသွားမှဆိုရလို့ဒီထဲမှာတော့မထည့်ဖြစ်တော့ဘူးပေါ့နော်သွားတဲ့လမ်းတောက်ရှောက်မှာပန်းတွေအများကြီးမြင်နေရမှာဖြစ်ပါတယ်နောက်တစ်ခုကသူတို့က piano သချင်းတွေဖွင့်ထားတော့တကယ်ဟိုမှာ Europe ကိုရောက်သွားတဲ့ vibe လေးပို့ပြီးတော့ခံစားရတယ်ပေါ့နော်အခုကတော့နေ့လည်စာဘူဖေးစားပြီးတော့နိုင်အိမ်တို့က Golden Bridge ကိုသွားမှာဖြစ်ပါတယ် Golden Bridge ကိုသွားဖို့က cable ကနောက်ထပ်စိမ့်ထက်စီးရသေးတယ်ပေါ့နော်ဒါကတော့ရောက်ပါပြီရာသီဥတုကတော့မြင်နေရတဲ့အတိုင်းပါပဲမိုးတွေရမ်းရွာပြီးလေတွေရမ်းကျန်းတော့ဘာမှတော့တိတ်မမြင်ရဘူးမြို့တွေနဲ့ဖောက်အောင်တာပေါ့နော်အခုကတော့မြင်နေရတဲ့အတိုင်းပေါ့နော်သူများတွေသွားတဲ့ Golden Bridge နဲ့ကိုတွေသွားတဲ့ Golden Bridge ကထင်သားတယ်လို့တော့ဖြစ်မလာခဲ့ဘူးမိုးတွေဘလောက်ကြီးနေပါစေနဲ့အရာတော့ပြောခဲ့တယ်ပေါ့နော်တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့သူကသွားလေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မန်ချလာကနေစက်တင်ဘာအထိအဲ့ဒီလအတော်တွင်သွားလေဖို့အကြံပေးရှင်ပါတယ်မနေ့စောရေးသွားဖို့လည်းအကြံပေးရှင်ပါတယ်တကယ်လို့ကိုကကေဘကားစီတော်မူတဲ့သူဆိုလို့ရှိရင်တော့စေးကြွပြီးတော့တောက်ထားဖို့အကြံပေးရှင်ပါတယ်အပေါ်မှာရမ်းအေးတာနဲ့နိုင်ရိုးကခဏလေးနေပြီးတော့အားကိုပြန်ဆင်းလာခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံမယ်နော်အားလုံးပဲတတာ